မေလာရဲ့တခုသောညနေမှာဥရောပရွှေဖနက်ပိုင်ရှင်ဘသူဖြစ်လာမလဲအားလုံးပဲမင်္ဂလာပါ OK Sport ကနေပြန်လဲကြိုဆိုလိုက်ပါရစေတကူတော့အောင်မြင်မှုတွေကြောင်းပြောကြမယ်ဆိုရင်မပါမဖြစ်အရေးကြီးတဲ့ဆုတစ်ခုကတော့ဥရောပရွှေဖနက်ဆုဖြစ်ပါတယ်ရာသီတိုင်းမှာအသင်းတိုင်းရဲ့ထိပ်တန်းတိုက်စစ်မှုတွေကအသင်းကိုနိုင်ပွဲရရှိစေဖို့သွင်းကိုတွေကိုသူ့ထက်ကအပြိုင်သွင်းယူနေကြပါတယ်ဒီအထဲမှာဥရောပရဲ့အကောင်းဆုံးဂိုးသွင်းဘရင်ကတော့တယောက်ပဲရှိမှာပါလီယိုနယ်မက်ဆီနဲ့စီယိုဒင်တိုတို့လိုကမ္ဘာအကောင်းဆုံးဇာတ်သမားတွေဟာဆယ်စုနှစ်တခုစာလောက်ဒီဆုကိုအပြန်အလှန်ဆန့်ကျင်သစ်တင်နဲ့ရယူခဲ့ကြပူပါတယ်ဥရောပရွှေဖနက်ဆုအတွက်အမှတ်ပေးစနစ်နဲ့ဆုံးဖြတ်တာဖြစ်ပြီးထိပ်တန်းလိကြီး9ခုအတွက်တကိုးကို2မှတ်အလဲအတန်းအတွက်တကိုးကို 1.5 မှတ်နဲ့အောက်တန်းလိအတွက်ကတော့တကိုးကို1မှတ်သတ်မှတ်ပေးထားပါတယ်2025-26ဘောလုံးရာသီအတွက်ဥရောပရွှေဖနက်ဆုကိုဒိတ်ကျဲရီအပြိုင်လူနေကြပြီးအမ်ဘာပေအတွက်တရပူကိုကာကွယ်ဖို့ခက်ခဲနေပါတယ်ဥရောပမှာသွင်းကို10ဂိုးကျော်သွင်းထားတဲ့တိုက်စစ်မှုတွေဆိုရင်မေဆင်ဂရင်းဝုဒ်လူတာရိုမာတီနက်စ်မိုက်ကယ်အိုလီစီဒန်နစ်အန်ဒက်ဂျက်ကင်းဘာနီချီလီအန်တိုနီစီမန်ညိုစတဲ့ကစားသမားတွေရှိကြပါတယ်ကိုပိုဆိုတိုက်စစ်မှုဗီတာမိုရီကီဟာလာလီဂါအသင်းမာရော့ကာကိုမရောက်လာခင်ကတည်းကတူရကီနဲ့အီတလီတို့မှာသူ့ရဲ့ဂိုးသွင်းစွမ်းရည်ကိုပြသခဲ့သူဖြစ်ပါတယ်မာလော့ကာကို2021-22ဘောလုံးရာသီမှာစတင်ရောက်ရှိလာခဲ့တဲ့မိုရီကီဟာဒီရာသီမှာတော့သွင်းဂိုး14ဂိုးထိကိုသွင်းယူပေးထားခဲ့ပါတယ်ဥရောပထိပ်တန်းအသင်းကြီးတသင်းကမဟုတ်ပေမဲ့သူ့ရဲ့တိုက်စစ်အလားအလာတွေကိုပြသနေခဲ့သူကတော့ဘရက်ဖို့တိုက်စစ်မှုအီဂေါတီယာကိုဖြစ်ပါတယ်အသက်24နှစ်အရွယ်ဘရာဇီးသားဟာခန္ဓာကိုယ်ကြံ့ခိုင်မှုအားပြုပြီးအာမှန်ပြီးနဲ့ကစားတတ်တဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်ပြားတို့အတွက်ပရီးမီးယားလိသွင်းဂိုး16ဂိုးကိုသွင်းယူပေးထားခဲ့ပါတယ်တီယာကိုကခေါင်းတိုင်းမှုတွေကျွမ်းကျင်တယ်လို့အဆုံးသတ်ပိုင်းလည်းတိုးတက်လာနေတဲ့အတွက်ဒီတိုင်းမှာဆက်ပြီးခြေစွမ်းပြနိုင်မယ်ဆိုရင်ဥရောပအသင်းကြီးတွေရဲ့မျက်စိကျခြင်းကိုခံရလာနိုင်ပါတယ်လက်ရှိရွှေဖနက်ပိုင်ရှင်ကီလီယန်အမ်ဘာပီဟာရာသီတိုင်းအတွက်အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပြီးတော့ရီယယ်တို့ရုန်းကန်နေရချိန်ဒီမှာတော့အမ်ဘာပီကတော့သွင်းဂိုးတွေရရှိလို့နေပါတယ်အမ်ဘာပီကပြန်ဘက်ခံစီအားနည်းချက်ကိုရှာဖွေထိုးပေါက်မှွေးနှောက်နိုင်တဲ့ကစားသမားမျိုးဖြစ်ပြီးတော့တရားတီလာလီကသွင်းဂိုး19ဂိုးကိုသွင်းယူထားပါတယ်ဒါပေမဲ့နီးပြအပြောင်းလဲနဲ့ဒဏ်ရာပြဿနာတွေကြားမှာအမ်ဘာပီတို့ရီရဲ့ရုန်းကန်နေရပြီးတော့အမ်ဘာပီအနေနဲ့ရွှေဖနက်ဆုကိုကာကွယ်ဖို့ခက်ခဲနေရပါတယ်အမ်ဘာပီကိုတိုက်ရိုက်စိန်ခေါ်နိုင်တဲ့ခိတ်ပြန်တိုက်စစ်မှုဆိုရင်မန်ချက်စတာစီးတီးကဘိုက်ကင်ကြီးအာလင်းဟာလန်ကိုပဲပြသရပါလိမ့်မယ်ဟာလန်ကဥရောပရဲ့ကြောက်စရာအကောင်းဆုံးဂိုးသွင်းဆက်ကြီးဖြစ်ပြီးတော့ပထမရာသီဝက်မာတင်ပရီးမီးယားလိသွင်းဂိုး20ကိုသွင်းယူပြီးထားပြီးဖြစ်ပါတယ်အာလင်းဟာလန်ရဲ့ပောက်ကွေးအပြင်းတဲ့အမြန်နှုန်းဘော်ရီဂျင်းရှင်ရဲ့လွှမ်းမိုးနိုင်မှုနဲ့အဆုံးသက်တည်ကြမှုတို့ကဟာလန်ကိုဘယ်အသင်းမှာကန်ကန်အကောင်းဆုံးဖြစ်နေစီပါတယ်ဟာလန်အတွက်မန်စီးတီးဖန်တီးရှင်တွေချပြီးလက်သမားဟာသွင်းဂိုးတွေဖြစ်နေပြီးမန်စီးတီးကလည်းပြိုင်ပွဲဆောင်ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေပါသေးတယ်ဟာလန်ရဲ့နေရာယူမှုအကြောင်းရုံးဂိမ်းမမှုနဲ့အခွင့်အရေးသေးလေးတွေကနေတော့ဂိုးရှာဖွေနိုင်မှုတွေကြောင့်ရွှေဖနက်ပိုင်ရှင်ဖြစ်လာဖို့တိတ်ပြင်းနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ဟာလန်အမ်ဘာပီတို့ထက်ဒီယာဒီမှာသွင်းဂိုးပိုများနေတဲ့ကစားသမားကတော့ဘိုင်ယန်မြူနစ်တိုက်စစ်မှုဟယ်ရီကိန်းမှာဟယ်ရီကိန်းဟာပရီးမီးယားလိမှာကစားတုန်းကရောဘွန်ဒက်စ်လီဂါကိုပြောင်းရွှေ့လာတဲ့အခါမှာပါသူ့ရဲ့သွင်းဂိုးတွေကိုတာလီချိုးနေရင်းနဲ့စင်ញင်တစ်တွေအမြင့်တင်နေခဲ့ပါတယ်ကိန်းဟာသွင်းဂိုးရယူဖို့ချိန်ကိုက်သားနေရာယူတက်ပြီးတော့ဘိုင်ယန်ရဲ့ဘောလုံးကစားဟန်နဲ့လိုက်ဖက်လုံးနဲ့တိုက်စစ်မှုတရားလည်းဖြစ်ပါတယ်ကိန်းဟာလက်ရှိမှာဘွန်ဒက်စ်လီဂါသွင်းဂိုး22ဂိုးသွင်းယူထားပြီးတော့သူ့ရဲ့တသက်မှတ်ဂိုးသွင်းစွမ်းရည်နဲ့အတွေ့အကြုံပြေဝမှုကြောင့်25ဂိုး30သွင်းနေဆိုတာကပုံမှန်ဖြစ်ပါတယ်ဒီတော့ကိန်းကစံချိန်တင်သွင်းဂိုးတွေကိုသွင်းယူပြီးအမ်ဘာပီရဲ့ရွှေဖနက်ဆုကိုဒီယာဒီမှာဟယ်ရီကိန်းပြန်လက်သိမ်းပဲမလားဆိုတာကိုတော့ဆက်လက်ရင်ခုန်သွားရပါမယ်ကြည့်ရှုပေးကြတာကျေးဇူးများတင်ပါတယ်